အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ရန်ကုန်မြို့ရဲ့ MRCD Park Building 11မှာတည်ရှိတဲ့ Concordia International Company Limited မှာ Engineering Service Center ပေးနေတဲ့အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့အသက်သာဆုံးစည်းနှုန်းတွေကိုလူကြီးမင်းတို့ကပြပြပေးအောင်ပါဖြစ်ပါတယ်ဟုတ်ကဲ့ Engineering Service Center အဓိကပေးတဲ့ဝန်ဆောင်မှုတွေကတော့ Calibration, Verification and Repairing Service တွေပါပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေဖြစ်တဲ့ Service Instrument တွေ၊ကုန်းချောင်းခြေချောင်းသုံး GPS တွေ၊ QC လက်ခန်းသုံး DN Compression Machine နဲ့ Batching Plant Calibration တွေကိုအဓိကထားပြီး Service လုပ်ပေးတာပါ။ Service Instrument များနဲ့ပတ်သက်ပြီးတော့အရေးချင်းပြည့်မီတဲ့ Certificate ရကျွမ်းကျင် Engineer များက Chemical Standard Collimator များကိုအသုံးပြုပြီးတော့အမြဲတမ်းတိတိကျကျနဲ့ပြုပြင်ပေးလျက်ရှိပါတယ်။ဈေးနှုန်းကတော့ပြတ်တဲ့ပမာဏပုံကိုတည်ပြီး2000 4000ကနေအစားအစာရှိပါတယ်။စာပစ်ပြင်ရင်အချိန်ဘယ်လောက်ကြာမလဲဆိုတော့အများဆုံးမှတစ်ပတ်ပါပဲ။တစ်ပတ်ပြည့်လို့စာပစ်ပြင်ပြီးတစ်လအတွင်း error စုံတွေကတက်ခဲ့ပါကလည်းလူချင်းမင်းတို့အနေနဲ့စာပစ်ကိုထပ်ပေးစရာမလိုပဲပြန်လည်ပြည့်ပြနိုင်ပါသေးတယ်။ Service Instrument များအား Service ပေးတဲ့နေရာမှာ Topcon, Sokia နဲ့ other brand တွေကိုလည်းစစ်ဆေးပြုပြင်ပေးပါတယ်ဗျာ။ Customer များအမရောင်းချမီနဲ့ရောင်းချပြီးတစ်နှစ်အတွင်း6လတစ်ကြိမ် Calibration Certificate လည်းပုံမှန်လုပ်ပေးရရှိပါတယ်။ပြီးတော့ Topcon brand တွေဆိုရင် spare part လဲတဲ့အစီအစဉ်လည်းရှိပါသေးရဲ့ဗျ။ဒါအပြင် electronic distance measurement ဘိုင်းကိုပုံမတိကျစေရန်အတွက် adjustment ပြုလုပ်နိုင်တဲ့ EDM special tool များဖြင့်ပြုပြင်ချိန်ညှိပေးခြင်း away distance များအားစစ်ဆေးပေးခြင်းများကိုလည်းစားပစ်ပေးလျက်ရှိပါတယ်ဗျာGarment GPS နဲ့ radar များအား hardware software ဘာနဲ့ပတ်သက်ပြီး overseas certificate ရ engineer များကိုယ်တိုင်ပြုပြင်ပေးလျက်ရှိပါတယ်ဗျာနေနဲ့ LL, EL အစရှိတဲ့ QC လက်ခဲသုံး compression machine များတန်ဆိုင် batching plant များအား standard လုပ်စမ်းများဖြင့် calibration and verification လုပ်ခဲ့တဲ့အကြောင်းလေးကိုပြောချင်ပါတယ်အဲ့လိုစစ်ဆေးရရှိရတဲ့ data များကိုလည်း calibration certificate လည်းထပ်မံထုတ်ပေးပါသေးတယ်ဗျ